qua bộ ye bây giờ này bị đâu nào xong nóတွေ့ခဲ့ပြီလား ကျွန်တော်ပြောပါတယ်ကြောက်တော့မှာပါလို့ ညောင်းနေပြီ ရေးတွေ့ပြီတော့ကောင်းရေးရဘူးလားလို့ လာလိုက်တဲ့ကျူကင်းအဲ့နာမှာဒုံးကောင်နေ၄ယောက်တူတူရိုက်မယ် ထောက်လို့ အေးထောက်မယ်လေလာတယ် ဒီတောင်တရားတစ်ခါလာတိုက်ရင်ဆိုတလားဆိုတော်တော်ကြာပြီနော် ကြာပြီ စိတ်တယ်တလားတစ်ခါအခုတော့ဘယ်လိုပြန်စေးရမလဲစဉ်းစားနေပါဆိုတလားတစ်ခါကြာစိတ်တယ် ကိုကြီး စိတ်တယ် ဟွာတော့ကောင်း ဒီစားတယ် ဟိုရေးဗျာဘယ်လိုရေး ဘာဖြစ်တာ မအဲ့မှာအကြီးတောက်ထားတာပြလိုက်အောင် ဘာဖြစ်တာ ဒီစားတယ် ရေးစား တကယ်တော့တောက်ပြရမှာမင်းငါ YouTube မှာရှေ့တော့တင်ပေးမှာ တောက်လိုက်ဒီ ဒီတောက်တာဟာလား လုံးနေရှိရကောင်ဟာငါသေးပေါ့အဲ့ဒါလည်းအမတ်တရားပေါ့ ချင်းလေအညီကိုမွေးနိုင်တော့ဒုက္ခရောက်နေတာမင်းတက်ချင်တာလေ ဟိုဘက်တောင်တက်ချင်ရတယ် ဒီလည်းမြူလာကြဒီပေါင်းတင်ပြီးသား ရှင်ငုတ်တောင်နေတာပါလို့ ဒီပေါက်ထားတော့မဖြစ်နိုင်ဘူးနော်တောက်ချိတ် ရောက်ခဲ့ပြီ ဒီကိုပြေလာအင်းချုံးမယ် ဒီမှာအေးတယ်ဟာ ကျွန်တော်ရေတောက်လိုက်ပြီပေါ့ ဒီမှာအေးတယ် ရှိတယ်လားရေး ရှိတယ်တက်မယ်ထင်တာပဲ အမှန်တော့မင်းပြောတဲ့ဒုက္ခဘူးကြီးမြင် ရိုင်းသွားကျင်တာရိုင်းမှဒီလိုပြန်ဆွဲ ခုနကတော့မရိုက်ထားဘူးလားအဲ့တော့ မရိုက်ထားဘူးလေ ထည့်လိုက် အဲ့ဒါတော့တော့နောက်မှရက်ထည့်ရ ရှင်းတော့ပဲရက်ခဏခဏရက်ကဲ ဘယ်နာက ကို ဆောရှင်းပြမလားတော်ပြီလောက်ညာကြီးမကောင်းလောက်ပဲကောင်း မဆယ်ညှစ်လိုက်လေကိုယ်လှည့်လိုက် လို့လှည့်မှာဟိုဘက်ကြတော့ဘူးမှာ မဆယ်ညှစ်တဲ့နေရာဘာလို့နှိမ့်လို့တဲ့ပြင်းပြင်းဆုံးမှတက်ညှစ်တယ် အမြင့်ဆုံးမှာထားချင်တာလား အမြင့်ဆုံးမှညှစ်ချင်တယ် ကောင်းနေရိုက်တယ်လို့ကောင်းနေရိုက်တယ်လို့ နောက်ကြောက်ကြီး အလုံးမမချီနိုင်ဘူးနော် ကောင်းတယ်လေ ကျိုး ရှင်းမှာ ကျိုးနဲ့ဆွဲသွားမှာ ရမ်းခါပြီ ရပြီကဲ ရပြီကဲတောင်ပေါ်မှာရေဘူးမေးခဲ့လို့တဲ့အိုးဝေဆရာတောင်ထိတ်မှာရေတောက် လင်းယုံနေကတောင်ပေါ်မှာပဲရေတောက်တယ်ဟုတ်ပေါ့လင်းယုံဖြစ်တယ်တောင်စိတ် 呀，这开的偏熟了吧？ တက်ထားတယ် 偏熟的脚。 ပြီးကြမှာဖတ်တိတ် ပြီးကြမှာဟောလို့လိုက်ကြည့်ချင်တာမင်းတို့ကြည့်ချင်တာကြည့်တော့လေဟုတ်တယ်မလားဒီမှာ screen